ရိုးသားရမယ်ဖြောင်းမရမယ်ကိုကျင်တရားစိတ်ထားမွန်မြတ်ရမယ်ကတိကဝေတို့တက်ကဲတုံမြဲမယ်ရှင်တန်နေထိုင်ချိန်ကြီးကပါတဲ့အပြောနဲ့လှုပ်ထပ်သူညီနိုင်ဖို့လူကောင်းသူကောင်းတယောက်ရဲ့စံချိန်မြည်နိုင်ဖို့လောဘဒေါသမောဟတွေမချီဖို့စင်ကျင်နှုံတရားရှိဖို့ဒီလောကကြီးကပေးလိုက်တဲ့သင်္ကန်းစာအခုအပင်တွေဒုက္ခတွေစင်မြ